ကျွန်တော်တို့ပိသားစုတိုက်ထီကိုဖျားဖူးခရီးစဉ်ရဲ့နောက်ဆုံးပိုင်းလေးကိုကျွန်တော်ဆက်လက်ပြောပြမှာဖြစ်ပါတယ်ဖျားဖူးရောက်တဲ့ညကစနေနေ့ညကျောင်းပိတ်ရက်ဆိုတော့နေပြင်မှာဖျားဖူးအဲ့ဒါရမ်းများတယ်ဖျားဖူးဖို့နေရာတော့မရှိဘူးเนาะတိုက်ထီကိုတောင်ပေါ်ကဒီတောင်ကြီးထက်ကိုပို့ပြီးတော့အရန်အေးတယ်ပေါ့เนาะရင်ပြင်တစ်ခုလုံးဆိုရင်လည်းပဲအဲ့ဒီမှာဖျားဖူးဧည့်သည်တွေနဲ့ပြည်နေကြတယ်တအားအေးတယ်ပေါ့အဲ့ဒီမှာပဲတိုးဝေးပြီးတော့နေရလူတွေလည်းအများကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီမှာရွှေသင်္ကန်းကပ်ဖို့ဆိုရင်လည်းပဲတန်းစီပြီးတော့စောက်ရတာပေါ့နော်အရန်များလို့အဲ့ဒီနေ့ကအဲ့ဒါနဲ့ကျွန်တော်တို့ဖျားလည်းမဖူးပြဘူးရွှေသင်္ကန်းလည်းညဘက်မကပ်ပြဘူးနော်နောက်နေ့မနက်စောစောမှထားကပ်မယ်ဆိုပြီးတော့ကျွန်တော်တို့လင်မယားကလက်ဖက်ရည်တောက်တဲ့ပတ်ချက်ကိုထွက်လာခဲ့ကြတယ်ကျွန်တော်တို့ရောက်တဲ့ညနေကတိမ်နေရတဲ့တက်နေတော့ညနေနေဝင်တာကိုမတွေ့လိုက်ရဘူးเนาะအမှန်တော့ကော်ဖီလေးတောက်ရင်လည်းနေဝင်တာလေးစီးစားလေးကိုကြည့်မယ်ဆိုပြီးတော့ရည်ရွယ်ထားတာပေါ့เนาะဒါပေမဲ့နေဝင်တာတော့မကြည့်ခဲ့ရဘူးဒါပေမဲ့ကျွန်တော်တို့လူများကတော့ကော်ဖီတော့တူထိုင်တောက်ခဲ့ကြတယ်ညကရွှေသင်္ကန်းမကတ်ရတော့မနက်စောကြီးထားပြီးတော့ကျွန်တော်တို့ဒီရွှေသင်္ကန်းကတ်ဖို့အတွက်ကိုရွှေဆိုင်တော့ဝယ်တယ်ရွှေဆိုင်5ဆိုင်ပါတကယ်ကို1000ခွဲပြရတော့เนาะအဲ့ဒီဟာနဲ့ကျွန်တော်တို့တိုက်ထီယူဖျားသောက်တုံတော်ကြီးမှာကျွန်တော်တို့ရွှေသင်္ကန်းကတ်လူခဲ့ကြတာပေါ့เนาะပြီးတော့ကျွန်တော်တို့လေရင်ကွင်းဘက်ကိုထွက်လာကြပြီးတော့နက်စောနေထွက်တာလေးကိုတွက်ကြည့်ကြတယ်ပေါ့နော်ကျွန်တော်မိသားစုလိုက်ကျွန်တော်တို့မိသားစုကတော့အဲ့ဒီလေရင်ကွင်းဘက်အစင်လန်းလေးမှာရှိတဲ့အကြော်တဲလေးမှာပဲထိုင်ပြီးတော့မိသားစုမနက်စာစားကြတာပေါ့နော်စားရင်ရှုခင်းလေးကိုခံစားရင်မနက်စာလေးတောက်ရင်မိသားစုပန်းဖြည့်ခဲ့ကြတယ်တိုက်ထီယိုတောင်ပေါ်ကနေပြီးတော့မနက်စောစောနေထွက်တာကိုကြည်ရတဲ့မြင်ရတဲ့ခံစားချက်လေးကအရန်တာရတာပဲဖုန်းနဲ့ရိုက်တာတဲ့ဓာတ်ပုံတွေကမြင်ကွင်းထက်အပြင်မှာမျက်စိနဲ့မြင်ရတဲ့မြင်ကွင်းကအစ100လောက်กว่าအပြင်မှာပို့ပြီးတော့အများကြီးပို့လှပို့ပြီးတော့ခံစားလို့လည်းကောင်းမနက်7 နာရီခွဲလောက်မှာတော့ကျွန်တော်တို့အခန်းကိုပြန်အပ်ပြီးတော့ကျွန်တော်တို့တောင်ပေါ်ကနေပြီးတော့ပြန်ဆင်းလာခဲ့ကြတယ်တောင်ကြီးရောက်တော့တောင်ကြီးကနေဘူရာကိုအိုးဝေးလေးစီးပြီးတော့ပြန်လာတယ်ဘူရာကနေတစ်ဆင့်မော်လမြိုင်ကိုရထားနဲ့ကျွန်တော်တို့ပြန်လာခဲ့ကြတယ်ကျွန်တော်တို့မိသားစုရဲ့ကြိုက်ထီယိုဖျားဖူးခရီးစဉ်တွေကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများတင်ပါတယ်